Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်မတို့ပိန်လေးဒီခွဲစားတော့ဒီပါတယ်ကျွန်မတို့ညီမပိန်လေးဒီခွဲစားကြမယ်ပေါ့ကဲစခွဲနေပြီပေါ့နော်အရန်လေးမဲ့ပါတယ်တလုံး9000တော့တန်လားမတန်လားတော့မသိဘူးခွဲကြည့်မှသိပါပေါ့Hello my gosh ကဲရလာပြီပေါ့နော်ပထမတစ်လုံးကဲစားကြည့်အောင်ရတာချိုးနေရပဲတော်လေးစားကောင်းလို့ပြောမယ်ဒါပေမဲ့တော့ပျော်တယ်ဖြစ်နေအကျွတ်တီးရောမအပျော်တီးပါတော်လေးတော့ချော်ကျစရီဒီမှာအများကြီးထွက်လာပြီပေါ့နော်ဒီမှာကြည့်တော်လေးကိုစားကောင်းအပြည့်အပြင်ဆွဲနေကျမညီမshare ကျမတို့မိသားစုရဲ့ favorite food ကတော့ရဒါတော့9000တန်အလုံးပဲဖြစ်ပါတယ်တန်လားမတန်လားဆိုတော့တစ်ချက်လောက်ကြည့်ပေးပါဦးဒီမှာငါကျမညီမလေးနိုင်နေပေါ့နော်ရှိသေးလားမရှိတော့ဘူးလားဆိုတော့နိုင်နေရပေါ့9000တန်လုံးပဲဖြစ်ပါတယ်အားလုံး bye bye ကျေးဇူးတင်ပါတယ်